ကျော်ဆောင်ဝင်းအနေနဲ့ကသူတိကိုထိမိုက်မယ်ဆိုရင်တော့ဗျာလူတိုင်းကတော့လက်သီးထင်ကြမှာပဲဘယ်လောက်မှာလဲပြောလေအဲ့တော့မကြခင်မှာပဲကျော်ဆောင်ဝင်းနဲ့လိမ့်နေကြတဲ့ပွဲရှိရပေါ့အဲ့ပွဲကပြောရရင်အရန်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်မယ်အဲ့တော့ကျော်ဆောင်ဝင်းသတိထားမှာကပြန်ဝိုက်တဲ့အချိန်ပေါ့လူတိုင်းကတော့ကတ်သွားရင်ဝိုက်မှာပဲဝိုက်တဲ့အချိန်မှာဂျောတွေကိုလုံအောင်ထားမေးလေးချိုးပြီးတော့တင်းကျိတ်ဖို့လိုတယ်ပြီးတော့သူတို့ခွာပေးလို့မရဝရန်သမားတွေခွာပေးလို့ကျန်တဲ့ဝရန်သမားတွေစော်တယ်ကန်တယ်အဲ့တော့ကိုရီးယားဖိုက်တာတွေကဒါက distance ကိုတိတ်မကျွမ်းကျင်ဘူးအနီးကလိုက်ပြင်းတဲ့ဖိုက်တာတွေစိတ်ရှည်တဲ့ကောင်တွေမဟုတ်ဘူးအဲ့တော့တောင်းပိတ်ပြီးလိုက်ပြင်းကန်လို့မရအောင်ထိုးအဲ့ဒါဆိုလို့ရှိရင်တော့ကျော်ဆောင်ဝင်းအနေနဲ့နိုင်ပွဲပါပဲကျော်ဆောင်ဝင်းအနေနဲ့ကသူတိကိုထိမိုက်မယ်ဆိုရင်တော့ဗျာလူတိုင်းကတော့လက်သီးထင်ကြမှာပဲဘယ်လောက်မှာလဲပြောလိမ့်နေကြလဲပါဝါရှိရဲ့ပါဝါရှိရဲ့ဘဲနဲ့ပွဲထိုးရင်တော့အမှားမခံဘူးအဲ့တော့အမှားခံလို့တော့မရဘူးဟောတော့ကဲကိုလုံအောင်ထားမယ်ပြီးရင်သူတင်ကိုနေချိတ်မယ်ကိုလည်းချိတ်သူလည်းချိတ်ကဲကိုလည်းလုံအောင်ထားအဲ့တော့စကေးရှိရလို့နိုင်ပါပဲနော်အဲ့လိုပဲမြင်တယ်ညီမပိတ်တက်တရတော့ကျော်ဆောင်ဝင်းကလက်ဆက်လက်နောက်တီးပြီးသားလေးထွန်းထွန်းမင်းတို့သူဝင်လာတယ်ထိုးလာထိုင်းရပဲရတော့မသိတော့အခုဆိုရင်ကျော်ဆောင်ဝင်းကိုဥချိုးရလို့တော့ထင်တယ်ပေါ့ထိုင်းပိတ်တက်တွေကဒါဖဲဒက်ကဖိတ်တက်တွေဆိုတဲ့လိုပဲထင်တယ်ပေါ့ဒါပေမဲ့ကျော်ဆောင်ဝင်းကဒီမှာဆရာကြီးနဲ့တွေ့လာတာဟုတ်တယ်မဟုတ်တော့ကတော့ AC ပဲကျော်ဆောင်ဝင်းကိုယုံတယ်ဒါပေမဲ့ကျော်ဆောင်ဝင်းတော်တော်စကမ်းမကြတယ်ဗျာခုနောက်ပိုင်းတော့ကျွန်တော်အထင်နောက်ဆုံးပွဲမှာကျော်ဆောင်ဝင်းကက်လုံးကန်ချက်တွေကိုသူကာကွယ်နိုင်တယ်ပေါ့ကဲလုံးဝမကြောက်ဘူးလောပဲသူတရားလေ့ကျင့်နေတာပါပဲအဲ့တော့အဆင်ပြေပါပါကဲကျော်ဆောင်ဝင်းအားပေးလိုက်ကောင်ကျွန်တော်ကတော့ MN lobby ကကိုထက်ပါနောက်မှပြန်တွေ့ရအောင်